လေးကမောင်ချင်းပြုံးပြုံးလေးကိုကျမ်းမာနေမှာကိုချစ်တဲ့လူတွေကိုယူဆိုင်တယ်ဟုတ်တယ်ပါကျမ်းအောင်နေကြကဲကျွန်တော်မကြီးအော်အမအကြီးအကောင်အကြီးကိုပြအမလာပါကျောင်းကခမည်းဝတ်တွေမွေးရှာတယ်ကိုကဲကဲဘာမှလဲဖေးရကြွလာလိုက်မယ်လို့အတမဲကြွလာလိုက်မယ်အော်နေကဘန်းနဲ့ရိုက်နေလက်နဲ့မရနဲ့နေစောက်ခေါ်ဘာမှမရှိတာဟောပါယူပေါ့ကြွလာလိုက်မယ်ကျောင်းမှာနွားမွေခွေးမွေအဲ့ဒါနေစောက်လို့လားခွေးမွေငါ့ကိုမကိုင်းနဲ့ဟိုဘောက်ကိုကိုင်းဟုတ်ဒါကြီးငါ့ကိုခွေးနဲ့မနိုင်နဲ့ဘာဖြစ်လို့ခွေးတွေတိတ်ခါကြတယ်နော်သမီးနော်အားလေငါပြန်လုံးမပြတ်လို့ရည်ပြီးရှောက်တော့အဲ့ဒါဆိုမင်းကတော်သေးတယ်ခွေးနဲ့တိတ်ကကြားတာရှိသေးတယ်ဘာလို့ဘဘကြီးတွေလေခွေးလောက်မဆောက်စိတ်မရှိတဲ့ဟောအေးဟုတ်တယ်ဟောသွားပြန်ပြီငိမ့်နေပါလို့